ပြောင်းလဲလွင်လွင်ပြတ်ကလေးကြောထက်ကလောတကန်တွေထမ်းဖို့ကရဲ့ရင်နဲ့ပဲရှိကနေမြင်ရခါလေးခေါင်းမီကိုလုံတာလေးစီယုံလောကရဲ့ထားတဲ့ဖေကျန်တဲ့နဲ့လက်တစုံနဲ့လူညံစောထွေးဝေကရဲ့ဆုံးမသွန်သင်ခဲ့တဲ့ဖေယောက်ျားကောင်းတို့မြတ်ရင်ရင်ထဲမှာညူသိမ့်ထားအခက်ခဲတွေနဲ့ဘဝတိုက်ပွဲမှာအပြုံးနဲ့လွတ်မြောက်ခဲ့သူဖေ